Hello Pinky Blog ကနေပြန်လည်ကြိုလိုက်ပါတယ်နော်ဒီနေ့ကတော့တားလေးတွေကအစောကြီးရေမိုးချိုးပြီးမှဗီဒီယိုလေးတွေကြည့်နေပါတယ်အဲ့တော့ Pinky လေးရေမိုးကောင်းရှော့အခန်းတန့်ရှင်လုပ်ပြီးမှPinky လေးတွေဒီလုပ်နေပါတယ်ပေါ့နော်ဒီနေ့က Pinky တို့အိမ်ကို Pinky ရဲ့တူလာမှာမို့လို့တူလေးလာမှာမို့လို့အားလုံးကစောင့်ပြီးမျှော်နေကြပါတယ်Pinky လေးခေါင်းနေပါလေးတုပ်ပြီးဝတ်တွေပါလေးပြီးတာနဲ့ဗီဒီယိုလေးကြည့်နေပါတယ်ကြည့်ရင်လည်းတူလေးကိုစောင့်နေတာပါတသားလေးတွေလည်းတူလေးကိုစောင့်နေတာပါကဲခဏလေးစောင့်ရင်းနဲ့တူလေးရောက်လာပါပြီเนาะ Pinky ကတော့အရှမ်းမျောနေတာ Hi လာငါဒီနေ့ကြည့်တယ်ဘယ်လိုဖြစ်မှန်းလဲလာဝင်ရလားဝင်ရလားရသူ့ကိုပြောဟလား你也不是讲给家里拿的嘛，按照家里拿嘛，没生意嘛。那俺တို့家里嘛，俺老会拿别的嘛，不是家里家里拿的别咯，别的家会拿什么嘛？你就来这里，他做不起来，给他去讲了，哎。ချောတယ်မလားဘယ်လိုလဲ Pinky တူလေးချောလားသူက holiday ရလို့ဆိုပြီးမှဒီနေ့အိမ်ကိုလာလေတာပါPinky တို့ကဒီနေ့အပြင်ကိုသွားမယ်မူကထသစားမယ် plan လုပ်ထားပါတယ်နဲ့သူလေးဟိုအကြောင်းပြောဒီအကြောင်းပြောနေ Pinky တို့တော်ကလေးတွေကျွေးနေပါတယ်ခဏနေဆိုလို့ရှိရင်တော့ Pinky တို့မုကထသစားမှာပါเนาะအဲ့ဒီမုကထစားတဲ့ဗီဒီယိုလေးကိုတော့နောက်တစ်ပုံမှာပြန်ပြီးမှတင်ပေးပါမယ်เนาะခုကတော့ Pinky တူလေးပြန်စကားလေးတွေပြောလိုက်ပါဦးမယ်ဒါဆိုရင်ဒီ blog လေးကိုဒီလောက်နဲ့ပဲအဆုံးသတ်မယ်เนาะနောက်မူကထသစားတဲ့ blog လေးကိုနောက်တစ်ခု video file မှာဆက်ပြီးမှတင်ပေးမယ်เนาะ